ဆိုကြနောက်ကအားလုံးအနန္တ၅ပါးကိုရှ िख ိုးပါ၏ဗျာအနန္တ၅ပါးရှ िख ိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးဟောမဲ့ဇတ်ထုတ်ကကျေးဇူးရှိမှကျေးစွတ်ရကျေးဇူးဆိုတာရှိမှကျေးစွတ်ရတယ်လို့လောကဟောရှေးတုန်းကပညာရှိများပြောထားတဲ့စကားအရာဒီကနေ့ကျုပ်ဒီတရားကိုဟောမှာဖြစ်ပါတယ်ဒီတရားကိုဟောတဲ့အချိန်ခါမှာတန်တာကြီးလည်းမဟုတ်ပါဘူးလုံးချင်းဝတ္ထုတွေကလည်းမဟုတ်ပါဘူးကာတွန်းဇလန်းတွေကလည်းမဟုတ်ဘူးတရားနာပိဋကကျွတ်တို့သုံးလောကထွထားသဗ္ဗညုံမြတ်စွာဘုရားကိုရောမြတ်ကြီးဟောကြားတော်မူတဲ့ဘုန်းကြီးတို့သစ္ဆံကိရဇဒုက္ခနိဗ္ဗာန်၎င်းအထာကထာမှထုတ်နှုတ်ပြီးတော့ဟောကြားမဲ့ဇလန်းဖြစ်ပါတယ်ဒီဇလန်းကိုကျွတ်တို့သုံးလောကထွထားသဗ္ဗညုံမြတ်စွာဘုရားသခင်ကိုရောမြတ်သည်သစ္ဆံကိရိဝမဟန္တုအစရှိသဖြင့်ဟောကျွတ်တို့နောက်ဘဝတုန်းကကျေးဇူးရှင်ကိုကျေးဇူးသွားတဲ့ဒုဋ္ဌကုမာရမင်းသားကိုအကြောင်းပြုပြီးတော့ဟောပါတယ်ထီဇလန်းကကျွတ်တို့ပြေတယ်ရမယ်ဆိုရင်အတိတေမာရနသိယအစရှိသဖြင့်ဘာယာနသိတိုင်းပြည်မှာဗြဟ္မရမင်းကြီးအုပ်ချုပ်စဉ်အခါတိုင်းမသိဘာယာနမင်းမသိဗြဟ္မဒဒီလိုဆိုကြလောကလူတိုင်းကြားဘူးကြဘာဖြစ်လို့ဒီလိုဆိုထားသလဲလို့ဆိုတော့များသောအားဖြင့်အတိတ်ဇတ်တော်တွေပြန်ဟောလိုက်တဲ့ချိန်ခါမှာဘာယာနသိဗြဟ္မဒဆိုရင်လွယ်ခဲ့သလောက်ကျမ်းဂန်ထဲမှာသူကများစွာခြေပန်းစားခဲ့တဲ့ကိုဘာယာနသိနဲ့ဗြဟ္မဒကသို့တော်လည်းပဲဒီဟာကဘုန်းကြီးတို့တိုင်းပြည်ကိုမသိလို့ဘာယာနပြောလိုက်ခြင်းမဟုတ်ရှင်မင်းကိုမသိလို့ဗြဟ္မဒဆိုလိုက်ခြင်းမဟုတ်ဒီဇတ်တော်ထဲမှာပါတဲ့တိုင်းပြည်နဲ့ရှင်မင်းဖြစ်ပါတယ်အဲ့ဒီဗြဟ္မဒမင်းကြီးမှာသားတော်တစ်ပါးဖွားမြောက်ထားလိုက်ဒီသားတော်တစ်ပါးဖွားမြောက်ထားတဲ့အချိန်ခါမှာဘယင်သားဆိုသလောက်ခြေပြားလေးထောက်ပြီးနှထင်သွေးရောက်မောက်မောက်မာမာနဲ့နေလာခဲ့တဖြည်းဖြည်းအရွယ်ကလေးကရင်ပြီးတော့လာခဲ့အရွယ်လေးရလာလေမာနကြီးလေအရွယ်လေးရလာလေဒေါသကြီးလေရွှေနန်းတော်ကြီးမှာဘယင်သားပဲဆိုပြီးတော့နန်းတွင်သူနန်းတွင်သားတွေရဲ့အပေါ်မှာဘယ်သူမှမထောက်မညာပဲနဲ့မောက်မောက်မာမာပြောဆိုကြိမ်ဝါပြီးတော့လာခဲ့တော့လေဘယင်သားလို့ဆိုတော့သူ့ဘယ်သူမှအမတူရဲဘူးဒီလိုသူ့ကိုဘယ်သူမှအမတူရဲပဲနဲ့နေပြီးတော့လာခဲ့ရခမည်းတော်လောကပြောတဲ့စကားလူပေါ့တခွေတွေ့သေးတာပေါ့ကွာအခုပြောနေကြတွေ့တော့ပြီးအောင်မလုပ်လိုက်ဖဲနဲ့ချိန်တာမင်းတော့တခွေတွေ့သေးတာပေါ့ကွာအကွေတွေကအများကြီးတွေ့တဲ့ချိန်ရိုက်ပဲသတ်ရှင်သတ်ပလိုက်အဲ့ဒီရညိုးကလည်းအတော်ခွာကြတယ်တစ်ခါနော်ဒါကြောင့်တရားနာပရိသတ်ခမည်းတော်ပြောတဲ့စကားနဲ့ကျုပ်ကရှင်ပြောရနန်းတွင်သူနန်းတွင်သားတွေဟာဒုဋ္ဌကုမာရမင်းသားကိုဒေါသဖြစ်ကြတော့လေအကွက်ကောင်းကိုစောင့်ပြီးတော့လာခဲ့ရှင်းနေအောင်ဘောကွာဟဲ့လုံးနေအောင်ဘောကွာငါညီလောက်ရှိတဲ့ကလေးကငါဘယင်သားပဲဆိုပြီးတော့ငါကိုမင်းနဲ့ငါနဲ့ပြောတယ်ကျင်းနဲ့မောင်းနဲ့ဆွနေအောင်ဘောကွာဝယဝုဒ္ဓိဆိုတဲ့အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုမလေးစားတဲ့မင်းလိုကောင်ဟာတနေ့ကျသေခြင်းစိုးနဲ့သေရမယ်ဒီကဲ့သို့တရားနာပိဋကကျင်းဝါပြီးတော့လာခဲ့ဒီလိုနင်းလာခဲ့ရအခွင့်ကလုံးဝမသိ냐အခွင့်မသိမဲနဲ့နေပြီးတော့လာခဲ့ရဟောဒီကနေ့တော့ဒုဋ္ဌကုမာရမင်းသားကမင်းကြီးယောက်ျားတွေနဲ့အယောင်ဆောင်တွေနဲ့
ဟောရွှေနန်းတော်ကြီးမှာရှိတဲ့မောင်းကချွေရံနေနဲ့ဘယင်သားဆိုတော့လေတရားနာပရိသတ်ကြီးပျော်ပျော်ပါပါကြီးငါမြစ်စိတ်ကိုရေကစားသွားခြင်းနဲ့ဆိုတော့သူ့အလိုလိုက်ကြရမေတ္တာရှိလို့သနာလို့ချစ်လို့တော့မဟုတ်ဘူးပေါ့ကြောက်တာနဲ့ခက်တယ်မလိုက်လည်းမကောင်းဘူးကိုင်းသွားကြဆိုပြီးအကုန်လုံးပြုံပြီးလိုက်ကြရဒီလိုရေကစားသွားတဲ့အချိန်ခါမှာလှေနဲ့သူ့ကုသိုလ်ကဆိုးကျင်တော့ဟောစနေတော့ရခန်းကနဂါးကိုဂလုံးဖန်ကလေးလေနီချမ်းကြီးတက်လာမိုးလုံးလေလုံးကြီးတက်လာတော့မှောင်မဲပြီးတော့ဘာမှမမြင်ရအဲ့ဒီချိန်ခါမှာအစိမ်းဝါစားခြင်းအောင်ဘရင်သားကိုမုံလာခဲ့သောနန်းတွင်သားများသည်အကွက်ကောင်းရခဲ့လေပြီဟန်ကြမင်းတတ်ချင်နေတာကြာလားဘရင်သားဆိုတော့မသတ်ရဲလို့မင်းကလူဘာဝပြီးတိုင်းသူပြည်သားရဲ့အပေါ်မှာထော်လော်ကန့်လန့်ဘယ်တော့မှစကားကိုချိုချိုသားသားမပြောဘူးဒီကနေ့မင်းသေဘေးဆိုင်ပြီးကွာဆိုပြီးလှေပေါ်ကနေပြီးတရားနာပြိဿကြီးချီတော့နဲ့ဇုံပြစ်ကန်ချလိုက်မှောင်မဲနေတဲ့အချိန်ဆိုတော့ဘယ်သူကလုံမှမသိဘူးဟာဟေးဘယ်သူကဟာတော့ချာဘောကာရည်တယ်မြုပ်သွားကိုကလည်းပြောရစင်မြုပ်သွားဟေးလေလောကငါလေဘော်တင်မြစ်စိပြန်ဖို့ကြမြစ်စိပြောမိမယ်မြုပ်သွားတော့ဗဇက်ကမပြီးတော့ဒီလိုနဲ့တွန်းချလိုက်တာတရားနာပရိသတ်ကြီးတွန်းချပြီးတော့လှေခတ်တုတ်လှော်ပြေးကြနေရပြီမင်းသားနေရတဲ့နောက်ရွှေနန်းတော်ကြီးကပြန်ရောက်ကြတော့ဟဲ့ငါဤသားတော်ကိုဒုဋ္ဌကုမာရမှန်လားပါဗျာမြစ်စိရေကစားသွားကြတဲ့အချိန်ခါမှာမိုးကြီးလေကြီးကြပြီးတော့မှန်လားပါဗျာအမျိုးရှာတော့လေသားတော်ကြီးဒုဋ္ဌကုမာရမတွေ့တော့ပါဗျာသူ့ကြမှာသူ့ဖန်တီးတာပဲထင်ရကွယ်တော့ငါသားကလည်းငါသားပဲအတော်ဆိုးတာငါမသိလို့မဟုတ်ဘူးဟဲ့မကြီးမြဗျာငါသားဆိုးတာမင်းတို့သိကြရဲ့မှန်လားပါမေးတာမဟုတ်ဘူးသိကြရဲ့လားမဆိုးပါဘူးဗျာမဆိုးပါမဲနဲ့ငါမင်းလိုလိုက်မင်းဆိုင်တင်ပါနဲ့ငါသားဆိုးတာငါရှင်မရင်သိမှတော့မင်းတို့အမတ်တွေသိရမယ်ပေါ့တိုင်းသူပြည်သားနန်းတွင်သားများရဲ့အပေါ်မှာမောင်မာနဲ့သားဆိုးလာ냐တော့လဲပဲကိုဤရင်မှဖြစ်တဲ့သွေးမို့မျက်နှာချိုသွေးပြီးတော့သာလာခဲ့ရတန်တော့ကွယ်တို့သူ့ကြမှာသူဖန်တီးတဲ့ကိစ္စကအဲ့ဒီအကြောင်းကိစ္စတွေလည်းပါတယ်ဒါကြောင့်မင်းကြီးများရှိစေတော့ဘယ်လိုရှာလို့မှမတွေ့တာဖြင့်သူ့ကံပေါ့နဲ့ဘယင်ကြီးကလည်းဖြေလို့ရပြေကြတော့လေတဖြည်းဖြည်းတော့တရားနာပိဋကသေသွားတယ်လို့အောက်မေ့သဖြင့်သေသောသူကြားရင်မေ့ကြသဘောမေ့ဘူးလားပိဋကကြီးသူတို့သေတယ်ဆိုပြီးမေ့နေကြတော့လေဟောတရားနာပိဋကဒုဋ္ဌကုမာရကမသေးဘူးကျွတ်စုပ်ကလေးလိုပေါ်လိုက်မြုပ်လိုက်နေတော့ဖြိုးမနဲ့တစ်တုံးကြီးတုံးမျောလာဟာဘလေးဖြာဒုဋ္ဌကုမာရဖျားတာတော်သေးရဲ့ဆိုပြီးတစ်တုံးကြီးတအားလှမ်းဆွဲလိုက်တစ်တုံးကြီးဖက်ဟမလေးမောလိုက်တာဒုဋ္ဌကုမာရမင်းသူများလှုပ်သမျှအခုမင်းကိုလေမြစ်ထဲကြမှာကန်ချတဲ့ကိစ္စမင်းအပြစ်တွေလည်းများစွာရှိတယ်ရှိပါစေတော့လှုပ်ကြပါစေတော့ဒီလိုပြုတ်နိုင်တဲ့အချိန်ပြုတ်ကြအောင်ပေါ့ဆိုပြီးတစ်တုံးပေါ်မှာချမ်းအေးနဲ့ပါသွားလိုက်ဒီထဲတရားနာပြေသာမိုးကြီးလေကြီးထံရောက်တောင်ဖို့ကြီးကပြိုထွက်ပြီးတော့ရေစားတာနဲ့ဟောမွေကြီးတစ်ကောင်ကမျောလာတော့တစ်တုံးကြီးတွေ့တစ်တုံးမှာမွေကြီးကဝင်တက်လိုက်မလေးဟာတိတ်အောင်လည်းမဖြစ်ဘူးငါပါလာသူသိတယ်မသိဒါဝတိသူအမလေးတခွန်းអွန်လိုက်ကြတဲ့ကမွေရတဲ့သူကြောက်တယ်
မွေလည်းသူကြောက်တယ်သူကလည်းမွေကြောက်ပြည်သားကြီးကျုပ်နည်းနည်းမှားခဲ့မယ်နော်ရန်ကုန်မြို့ပါဆိုတော့ဒါဒီအတော်လေးရှားပါတောဒေသကြီးသိပ်များတယ်ဒါပေမဲ့လို့မြို့ပါဆိုတော့လဲတာဂိတထွက်သွားလိုက်တော့လေခွက်တယ်နော်ခင်ဗျားတို့မြို့ပြင်မဲ့ထွက်သွားလိုက်လဲတွေမွေနဲ့လူအကြောင်းကျုပ်နည်းနည်းလေးပြောအောင်လူသားတွေဟာမွေကိုတွေ့ရင်တတ်ချင်တဏ္ဍသတိပြုပါမတတ်ပါနဲ့ခန္ဓာပရိတ်ဆိုတာဘုရားကိုယ်တော်မြတ်တန်မြင်ညဟောပြခဲ့တာမဟုတ်ဘူးအခုတည်းထိမွေကပ်ရင်ကုနေတဲ့မြန်မာဆေးဆရာတွေကခန္ဓာပရိတ်ကိုသုံးကြတော့ဝရုပခေမေမေတ္တမေတ္တအေယပထေဟိမေဘာရုံဒါဘာပြောတာမေတ္တာကိုအရင်ခံထားရခမည်းတော်ကမွေကိုမေတ္တာမထားနိုင်လေရိပ်ပြိုးနှုံကောင်းဆိုင်မတွေ့လိုက်နဲ့တွေ့ရင်ရိုက်တာဟာမွေရိုက်တတ်တာခမည်းတော်ကလည်းတွေ့ရင်တတ်မယ်ဆိုတဲ့စိတ်ရှိသဖြင့်ခမည်းတော်ကဥရင်ဥမဥလို့သူတို့ကတွေ့ရင်လည်းပဲမွေတွေ့တတ်မယ်ဆိုတဲ့လူကအကြိုက်ခံရတတ်တယ်ဒါကြောင့်မေတ္တာစိတ်လေးမွေးကြစမ်းပါတရဝရီဆိုတာမွေမကြိုက်လည်းသိမှာပဲမွေဆိုတာလည်းခမည်းတော်မရိုက်လည်းသိမှာပဲဓမ္မဝတ္တခါသေကြရမယ်တတ္တဝါတွေဟာသူ့ပယောဂကြောင့်ကိုမသေးလို့နဲ့ကိုပယောဂကြောင့်လည်းသူ့မသေးစေနဲ့အဲ့ဒီကဲ့သို့မေတ္တာစိတ်များထားကြပါလို့ဒါမွေနဲ့ပတ်သက်လို့ကြည့်ဟိုမှာတေတုံးကြီးပေါ်မှာလူကလည်းကြောက်တယ်မလီငါမြန်ကြိုက်လိုက်ရင်မွေကြီးကလည်းဟာနဲတာကြီးမဟုတ်ဘူးလူကိုနဲ့ဘူးကြီးဆိုပြီးကြောက်လူဘုံကလည်းသေးတာမှမဟုတ်ဖဲကိုအခက်မသေးလို့အချင်းကြားကြမှသာကြိုက်ကြတယ်မွေရလည်းလူတွေ့ကြောက်တာပဲပြိဿရဲ့ကြည့်မွေနဲ့လူနဲ့ကြောက်ပြီးတော့အဲ့ဒီပေါ်ပါသွားတယ်တေတုံးဒီထက်တရားနာပြိဿရဲ့ကြွက်ကြီးတကောင်ကမျောလာပြန်ကြွက်ကြီးတကောင်ကမျောလာတော့တေတုံးတွေ့တေတုံးမောင်လာတဲ့ဟာကြွက်ကြီးဟာကြွက်ကမွေမြင်လိုက်တော့လူဘက်ကလူကလည်းအမွှေးဆုပ်နဲ့မဲနေတဲ့ကောင်ကြီးတို့မလေးဘာကြီးဟာလမ်းသွားရကနေပြီးတော့ဒီထဲတရားနာပိဿရဲ့ဟိုမွေကဦးကနောက်ကြွက်ကပဲ့ကလူကတစ်တုံးအလေကောင်ပေါ်ကဒီလိုနဲ့သုံးခုသာရေတဲ့မျောပြီးတော့လာခဲ့ကြဟောလာပြန်ပြီပိဿရဲ့လက်ပံပင်ကြီးလေတိုက်လို့လဲသွားတော့ကြေးသားလေးရေတဲ့မျောလာတကီကြီးနဲ့မျောလာရမှနေပြီတစ်တုံးကြီးတွေ့တော့တစ်တုံးပေါ်သွားတက်လာပြန်ပြီဟေးမေဟိုဘက်သိမကနဲ့မင်းရတော့အကောင်ရှိကြီးကြိုက်လိုက်လိမ့်မယ်မွေကိုပြောတာအကောင်ရှိကြီးဆိုတာကြိုက်လိုက်လိမ့်မယ်ဒီဘက်ကဆိုတော့ကြေးသားနဲ့ကြွက်ကကတ်ရဲ့အဲ့ဒီလို၄ယောက်သားပါသွားလိုက်ကြတာတရားနာပရိသတ်ကြီးဒီလို၄ယောက်သားမျောပြီးတော့အသွားကျွတ်တို့သုံးလောကထောထားသဗ္ဗညုမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဖယားအလောင်းတော်ကြီးကဥဒိစ္စမဟာကာလပုံနာမျိုးမှာကာမဂုဏ်အာယုန်နဲ့စွန့်ခွာပြီးတော့ဟောရသေးဝိနေတကိုပရိသတ်အဲ့ဒီခင်ကမြစ်ကြီးရဲ့အနီးကျောင်းသင်္ကန်းမှာတည်င်းသုံးပြီးတော့နေကြိုက်မိုးကလင်းသွားပြီတရားနာပိဋကလေးကလည်းငြိမ်းသွားပြီအဲဒီလိုမိုးတွေလေးတွေငြိမ်းပြီးတော့အသွားစင်းညံလျှောက်ရင်းနဲ့မြစ်ကမ်းစာရောက်လာတော့ဒုဋ္ဌကုမာရရဲ့အသံကိုကြားပြီးကဲတော်မူပါကဲတော်မူကြပါအောင်ကျုပ်ကိုကဲတော်မူကြပါဗျာနဲ့အဲ့ဒါလို့អော်လိုက်ကြားပြီဖျားလောင်းတဲ့သိကြီးဟာအလိုကြည်စားဒုက္ခဖြစ်လာတဲ့တတ္တဝါရေတဲ့ဘယ်လိုကိစ္စကြောင့်ဘယ်ကမျောလာပါလိမ့်မတုံးလို့ကြည်လိုက်တစ်တုံးတွေ့လိုက်လာတကူအလေဒီကိစ္စငါကဲမှာပါပဲလို့ဖယားအလောင်းတော်ကြီးများရဲ့မေတ္တာဓာတ်ဟာလေမိမိအသက်မိမိချမ်းသာမိမိကိုယ်ခန္ဓာကိုပရဏာမထားပဲနဲ့ဒီလိုဒုက္ခဖြစ်လာတဲ့တတ္တဝါကိုကယ်ဆယ်ရမယ်နေရာမှာသူမတူတဲ့မေတ္တာဓာတ်ခံရှိပါတယ်ဗျာဘယ်လိုနဲ့မှမတူအောင်ထားရှိရတဲ့မေတ္တာဓာတ်ကြီးနဲ့ရေတဲ့ကူးလာခဲ့တစ်တုံးကြီးဆွဲသွားတယ်ဒီပေါ်ဘာကောင်းလေးပါမှအစုံမသိဘူးဆွဲသွားတော့တစ်တုံးကြီး
ကန်စာရောက်ဒီတုံးကြီးကန်စာရောက်လို့ကြည့်လိုက်တော့ဟာအိုးလူရင်းမှာကမွေကြီးရလည်းပါလားဟာကျွဲ့ကြီးသားအမလေးယောက်သားဒုက္ခဖြစ်လာကြငါရဲ့သိနဲ့တွေ့ရလို့သာတင်တို့အသက်ချမ်းသာတော့တကောကဲလာကြခေါ်တော့ကဲစဉ်းစားကြည့်ပေါ့ပြိဿမေတ္တာရှိတဲ့ယသိမေတ္တာရှိတဲ့ယသိကိုမွေရကြွက်ရကြည်သားရဲ့မေတ္တာပြန်ရတယ်မေတ္တာပြန်ရတယ်ပြိဿရဲ့အဲ့ဒီလိုခေါ်သွားပြီးကန်းစာမှာတရားနာပြိဿရဲ့မိဖို့ပေးလူသားကတော့တဲ့အသက်ပြင်းနေတဲ့ချမ်းသာလေးလောက်နဲ့ပြုံးမနဲ့မသေးနိုင်ဘူးတဲ့မြန်သေးမဲ့တရိษံသိငယ်တဲ့တရားဝါဒီကိုငါအရင်စောင့်မယ်မိဖို့ပေးတဲ့ပြိဿအစားကျွေးပြန်တော့လဲမွေရဲ့ကြွက်ရဲ့ကြေးသားရဲ့အရင်ကျွေးတယ်ဒုဋ္ဌကုမာရကျွေးပါတယ်ဒါပေမဲ့လို့ဒုဋ္ဌကုမာရမင်းသားရဲ့အမြင်ကကြည်စမ်းရပေရုပ်ဆယ်ရကျေးဇူးမမြင်တော့ရပေရုပ်ဘယ်နေပြဘာမဟုတ်တဲ့တရိษံတွေအရေးလုပ်ပြီးတော့ငါလူသားတော့ဂယုမထားပဲနဲ့ကြည်စမ်းအခုဟိုဟာတွေအရင်ကျွေးဟိုဟာတွေအရင်မိဖို့ပေးခိုင်းရှိစေအောင်တော့လူသားဖြစ်တဲ့ငါအပေါ်မှာမလျော်ကန်တဲ့အမှုသိရသိပြုတ်ရမလားလို့ခုပြီးတော့ရညှိုးထားခဲ့ဒီလိုရညှိုးထားပြီးတော့သူတို့ကိုလည်းပဲရသေးကြီးက2ရက်3ရက်ကျွေးသူရညှိုးမသိဘူးပေါ့ပြိဿရဲ့ရသေးကြီးကဒီလိုနဲ့တရားနာပြိဿကြီး2ရက်3ရက်ထားပြီးတော့ပြန်ကြတော့မယ်ကြံ့မမချမ်းသာဖြစ်တော့ကိုယ့်ရဌာနပြန်ကန်နီးမွေကြီးကလည်းကျွတ်တို့ရသေးကြီးကိုရှစ်ခိုးကျဲသာမွေကြီးကရသေးကြီးပါလို့ဘယ်ရလက်နဲ့ငှားရှစ်ခိုးသူများကတိကတဝင်မှာကိုကထဲ့ပြောอ่ะမွေလက်ပါလို့လားလို့မေးခြင်းမေးနေနော်ရှစ်ခိုးတယ်ဆိုတာအမှန်တော့အယိုသေးပြုကာရဝထားတယ်စိတ်ညွတ်တယ်နမာမိရှစ်ခိုးပါဤနမာမိပါဠိမြန်မာလိုပြန်တော့ညွတ်တယ်ဘာညွတ်တာတော့မနောကမှာညွတ်တယ်အခုသူ့စိတ်ကမနောကညွတ်တယ်ကာယကလက်ကရှင်မခိုးတတ်ပြီမဲ့လို့မွေကခေါင်းငိမ့်အောင်တော့ခေါင်းငိမ့်အောင်တော့ရှာကလေးထုတ်လိုက်အောင်တော့ပေါ့ဗျာသူ့တဘာဝလေးနဲ့သူအဲ့ဒီကဲ့သို့ဥညွတ်ပြီးတော့ရသေးကြီးကိုရှစ်ခိုးတယ်ရှစ်ခိုးပြီးတော့ရှင်မယားကျေးဇူးကြီးမှလာပါပြီအရှင်ဖယားကြောင့်တပည့်တော်တို့အသက်မသေးကြတာပါဗျာကျေးဇူးကြီးမှတဲ့အရှင်ဖယားကိုတပည့်တော်ကျေးဇူးဆက်လိုပါတယ်ဗျာရှင်ဗျာတပည့်တော်တန်မြင်ကြမဟုတ်ပါဘူးတပည့်တော်မွေပေမဲ့လို့ဆင်းရဲတဲ့မွေမဟုတ်ဘူးဗျာမွေမွဲမဟုတ်ဘူးဗျာမွေတစ်ထေးမွေတောင်တစ်ထေးရှိနော်မွေတစ်ထေးဗျာတပည့်တော်သည်ဂရီ40ကျွဲဝတဲ့မွေတစ်ထေးဖြစ်ကြောင်းပါဗျာကဲမွေရဂရီ40နောက်ဘဝကဂရီ40ကျွယ်ဝတဲ့တထေးကပစ္စည်းတွေမြုပ်ပြီးသေတော့ပစ္စည်းဆွဲလန်းတာနဲ့မွေလာဖြစ်တယ်သူပိုင်တဲ့ပစ္စည်းတွေဂရီ40တဲ့ပြုတ်ဒါကြောင့်ဆွဲလန်းပြီးတော့မသေးကြနဲ့နော်ကြည်တရားနာပြည့်တကြီးမှန်လားပါဗျာအရှင်မယားအလိုရှိသောခါမှာအမောင်မွေရဲ့လို့မွေလို့ခေါ်ပြီးတော့တပည့်တော်နာမည်ကလေးသာတက်ပြီးတော့ကြွခဲ့ပါတပည့်တော်ဂရေ40ကိုလိုအပ်ရလဲလှူပါမယ်ဗျာမွေကကျေးဇူးတိတတ်တာဗျို့တရိษံသာဖြစ်တယ်ရသေးကြီးကတော့အေးငါအလိုရှိတဲ့ခါလာခဲ့မကွက်နောက်ကြွက်ကလည်းမှန်လားပါဗျာမွေချမ်းသာပေမဲ့တပည့်တော်လည်းမမွေးပါဘူးဗျာမွေချမ်းသာပြီးတပည့်တော်လည်းမမွေးပါဘူးဗျာတပည့်တော်ကြွက်တဲ့သေးပါဗျာမဲသူကလည်းလာပြန်နေပြိဿအားကြမခံပေါ့လေတရိษံနေကြွားနေရကြွက်တဲ့သေးပါဗျာတပည့်တော်လည်းကြွက်တဲ့သေးဖြစ်ချင်းကြောင့်အရှင်မြတ်ဂရေ40တပည့်တော်ချမ်းသာပါလားဗျာမြေကန်းစာမှာဂရေ40ရှိပါလားဖြင့်ဖယားတပည့်တော်အလိုရှိတဲ့ခါမှာ
အမောင်ကျွဲ့ရဲ့အမောင်ကျွဲ့ဆိုပြီးတော့တပည့်ထော်ထန်ရောက်အောင်သာရှင်မရကြွခဲ့ပါတပည့်တော်ဂရေ40ကိုလှူဒါန်းနိုင်ပါတယ်ဗျာကြွက်ကလည်းအဲ့ဒါလို့ရှောက်ကြေးသားလေးကလည်းရှောက်တယ်ရှင်မရတပည့်တော်မွေတို့ကြွက်တို့လို့ရွှေရင်းငွေတွေအသမားတွေမရှိပေမဲ့လို့တပည့်တော်ပါလေအိုးကြေးသားရွှေမျိုးတွေများစွာရှိပါဗျာအရှင်ဘုရားကိုဇဘာတဏ္ဏစီချီးပြီးတော့ဇဘာလဲအစီတိုက်100လောက်ထိအောင်တပည့်တော်တတ်နိုင်ပါတယ်ဗျာသူကလည်းတလေးစဘာတွေလှူနိုင်တဲ့ပြိဿအတောင်မှလေးရှက်ပြီးတော့ရှစ်ခိုးတဲ့ခြေသားလေးကအေးငါလိုရှိတဲ့ခါလာခဲ့မကွဒီတော့ဒုဋ္ဌကုမာရစဉ်းစားကိုစီကိုငှသူတို့ကအလိုရှိတဲ့ခါလာခဲ့ပါတဲ့လူသားဖြစ်တဲ့ငါကလည်းပဲမပြောရင်တော့မကောင်းဘူးစိတ်ထဲကမပါတာအပထားပြောတော့ပြောရအောင်ဩရှင်ရသေးကြီးရဲ့ကျေးဇူးကြီးမှလှပါသဖြင့်အကျွန်းတို့သည်တာမမဟုတ်တိုင်းပြည်အုပ်ချုပ်တဲ့ဘရင်သားဖြစ်ကြောင်းပါဗျာတိုင်းပြည်ရောက်သောခါအရှင်မြတ်သည်ဖရာတပည့်တော်လဲဖခမဲတော်လောရဲဖြင့်တိုင်းပြည်အုပ်ချုပ်ဘရင်လောက်ရမယ်ဘုံကံနဲ့ဘရင်များဖြစ်ခဲ့ပါသောရှင်မယားတပည့်တော်ထံသို့ရောက်အောင်ကြွပါဗျာတပည့်တော်သည်အရှင်မယားကိုကျေးဇူးဆက်ပါမယ်ဗျာမဟုတ်တာအပထားရံညှိုးထားတဲ့ဒုဋ္ဌကုမာရကလည်းဒီလိုလျှောက်ပြီးတော့ပြန်ညဆိုကြပါစို့ဒီလိုပြန်သွားတော့တရားနာပိဋကရေဒီလိုပြန်သွားတော့ဘုရားလောင်းတော်ရသေးကြီးကလည်းတဖြည်းဖြည်းတစနဲ့သူကမ္မထန်တရားပဲသူကြိုးစားအထုတ်ပြီးတော့လာခဲ့ရမှာကျေးဇူးဆက်ကြမှတဲ့ကျေးဇူးကိုသိတတ်တဲ့မွေကလည်းကျေးဇူးဆက်ဖို့ရရှောက်သွားပြီကြွက်ကြီးကလည်းရှောက်သွားကျေးသားလေးကလည်းရှောက်သွားလူသားကလည်းငါ့ကိုရှောက်သွားတယ်ငါဒီကျေးဇူးဆက်လို့တဲ့ပုဂ္ဂိုလ်လေးဦးရဲ့ထံသို့စုံစမ်းရငါကြွတော့မွေထံအရင်သွားပြီးတော့တောင်မိုးကြီးနားရောက်တော့အမောင်မွေနဲ့ဟေးမွေနဲ့ခေါ်လိုက်ဟာတောင်မိုးကြီးကထွက်လာကြည်ရနာပြေးတာတောင်မိုးကြီးကထွက်လာပြီးတော့ရသေးကြီးရှိခိုးလက်မပါဘူးတခါခိုးလိုက်ရအောင်လို့ညွတ်တဘောဗျာစိတ်ထဲကညှုတ်ပြီးတော့ရှစ်ခိုးအဲ့ဒါလို့ရှစ်ခိုးပြီးတော့အရှင်မယားဟောဒီနာမှာတပည့်တော်ရဲ့ဂရေ40ပစ္စည်းတွေပါဗျာအခုယူမလားဗျာဒီတော့လှူနိုင်ပါတယ်ဗျာအရှင်မယားလို့ရှိလို့ကြွလာသလားဗျာဟဲ့အမောင်မွေအလိုရှိလို့ကြွလာတာမဟုတ်ပါဘူးကွယ်ငါအလိုရှိတဲ့ခါကျတော့မင်းပြောမယ်ပေါ့ကဲထားလိုက်လိုတဲ့ခါပြောမယ်ဟဲ့ကျေးဇူးတကယ်သိတတ်မသိတတ်ငါလည်းစုံစမ်းရင်ကြွလာမှလားပါဗျာတကယ်သိတတ်တဲ့မွေပါဗျာအေးငါသွားမှာကွယ်အဲ့ဒီတော့မှတရားနာပိဋကမွေကလည်းတွင်းနဲ့ပြန်ဝင်သွားမွေထံကတော့ကျေးဇူးတရားတကယ်သိတတ်တာသိကြရပြီနောက်ကြွက်ထံရောက်ကြွက်ရေအမောင်ကြွက်နဲ့တခါလေးခေါ်လိုက်မောင်ကြွက်နဲ့ခေါ်လိုက်တော့ထွက်လာတဲ့ကြွက်ကြီးကအမွေးစုပ်ဖွားနဲ့ကြုတ်ကြီးဂရီပါအုပ်ထားလာတော့မသိဘူးတရားနာပိဋကသူကလည်းဂရီ40နဲ့ကြွက်တစ်ထေးဆိုတော့လေဂရီပါတွေပါအုပ်ချင်းအုပ်မယ်ပေါ့အုပ်နိုင်မှာပေါ့ခင်ဗျားတို့ဖောက်ခရလောက်တော့အပြော့ပေါ့ဗျာဂရီ40ချမ်းသာတဲ့ကြွက်ကဲထွက်လာပြီတရားနာပိဋကရေအရှင်မြတ်အလိုရှိလို့ရှိရင်ဂရေ40ကိုအရှင်မြတ်တပည့်တော်အခုလှူလိုက်ပါမယ်ဗျာအမောင်ကျွဲ့ငါအခုမလိုချင်သေးဘူးကွထားလိုက်အလိုရှိတဲ့ခါမှာမင်းထံငါလာလှူခံမယ်တင်ပါဗျာကြွက်ကြီးကလည်းသူ့နေရာသူပြန်သွားနောက်ကျေးသားလေးထံရောက်အမောင်ကျွဲ့နဲ့ကိုရွှေကြီးနဲ့ခေါ်လိုက်တော့ကျေးသားလေးရှင်ဗျာဒီရစောင့်နေတာကြာပါပြီဗျာတပည့်တော်ရွှေတွေမျိုးတွေကြေးသားတွေနဲ့အတူတကွလဲအစီတရားတိုက်လောက်တဲ့စကားတွေကိုတပည့်တော်ပို့ပေးပါမယ်အခုလိုသလားဗျမလိုသေးဘူးအမောင်ကြီးရဲ့လိုတဲ့အခါကျမှငါလှမ်းပြီးတော့မှားလိုက်တရိษံနေထားပြီးလို့ရပြီတရားနာပိဋကအဲ့ဒီလိုတရိษံနေရဲ့ထံမှာစုံစမ်းလို့ရပြီးတဲ့နောက်ဒုဋ္ဌကုမာရကလည်းရွှေနန်းတော်ကြီးပြန်ရောက်လို့
သူ့ဘုံကအလျောက်တိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ဖြစ်ပါရောဗျာဘယင်ဖြစ်နေတဲ့အခိုက်အတန့်လူသားရဲ့ထံသို့ငါသွားမယ်ငါသွားပြီးတော့စုံစမ်းမယ်လို့ဆိုပြီးတော့ကြွသွားရသေးကြီးကြွအသွားဒုဋ္ဌကုမာရမင်းသားကလည်းဆင်းပြူလိအလားမြင်ပြီးကြည်စမ်းငါကိုအရေးမစတရိတ်ဆန်လောက်ကဂယုထားပြီးကျွေးခဲ့မွေးခဲ့တဲ့ရသေးလမ်းကြားမှာဆုံးပြီးတွေ့ပြီသူငါခေါ်ထားတာကိုအဟုတ်မှတ်ပြီးတော့ငါထံသို့ကပ်လာတဲ့ရသေးတွေ့ကြသေးတာပေါ့ဒီကိုငါဒီတိုင်းမထားဘူးဒီတိုင်းမထားဘူးကျေးဇူးမဆက်တဲ့ပြင်တရားနာပရိသတ်ရေတရိတ်ဆန်လောက်မှမသိတတ်တဲ့မင်းသားပေါ့တရိတ်ဆန်လောက်မှမသိတတ်တော့ဟဲ့ပေါင်းမင်းများဘုရားမင်းရလားဟိုမှာရှိမှရသေးမြင်းကြောင်းပါဘုရားအဲ့ဒီရသေးရုပ်အားငါထံမကပ်စီနဲ့သွားခီနာစီစိန်လူယူမှမသိဘူးအရေးခြုံပြီးသူတော်ကောင်းလောက်ဆောင်းနေမှလည်းမသိဘူးသွားငါမကြည့်လို့ဘူးငါမမြင်လို့ဘူးဆွဲပြီးတော့တရောင်းနဲ့ထောင်းထုံနဲ့ရိုက်ခင်းနဲ့ပေါက်လှုပ်ချင်တယ်လို့လှုပ်ပြီးတော့တုတ်တန်ကထောင်းသေအောင်တတ်လိုက်ကြခိုင်းပြီယူရက်စက်လိုက်တာရသေးကြီးသွားပြီးတော့အာနာဘုကွယ်သားကြီးဆွဲကြငင်းကြဟဲတကားတို့ဘာလို့ကြတာတို့ဘာမှမလုပ်ဘူးဒုက္ခပေးမလို့ဟဲဘယ်နဲ့ဒုက္ခပေးမှာတော့ဩဘယ်နဲ့ဒုက္ခပေးရမလဲတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်မင်းတရားကအမိန့်တော်မှတ်လိုက်တရောင်းနဲ့ထောင်းထုံနဲ့ရိုက်ခဲနဲ့ပေါက်လှုပ်ချင်တယ်လို့လှုပ်ပြီးတုတ်တန်ထုတ်ပြီးသေအောင်တတ်ကြတယ်ဒါကြောင့်လာမယ်တရားနာပရိသတ်ရေသင်္ကန်းနေနဲ့လေပင်ချီပြီးတော့တရွတ်ဆွဲထူကြထောင်းကြနှက်ကြအဟမလေးမောင်းတို့ရက်စက်လှကြီးလားရက်စက်လှကြီးလားကွယ်တို့ဒါပေမဲ့လို့မင်းတို့အပြစ်မရှိဘူးငါအပြစ်ဖဲနဲ့တူပါရဲ့ငါအပြစ်ပါပဲငါအပြစ်ပါမောင်းတို့ငါသည်ရှိသူတော်ကောင်းများရဲ့စကားကိုမနာကမမှတ်သားပဲနဲ့အလေးမထားပဲနဲ့ဂယုမဆိုင်ဖဲနဲ့ငါသည်သူ့ရေထဲကဆယ်မိတကူဒီတော့မှဖယားအလောင်းတော်ရှင်သေးကြီးကနေပဲသေစံကိရေဝမဟန်သူနရဧကစီယာဣရာအော်တကယ်တမ်းကြတော့အချို့သောပုဂ္ဂိုလ်တွေဟာစိတ်ကောင်းရှိတော်လည်းပဲအချို့သောပုဂ္ဂိုလ်တွေကတဲရုံမှကြပါလားတကယ်တမ်းကြတော့ငါဆင်ရတာကတစ်တုံးဆင်ရတာကမြတ်လိမ့်မထင်ပါရဲ့ကာထံနိလီဝိတသေယောဟောနာတွေ့ဝေဧကစီယောနရောရေရဲမျောလာတဲ့တစ်တုံးကိုငါဖယ်ပြီးတော့အခုလူသားကိုဆယ်ခဲ့တဲ့အပြစ်ဟာငါအပြစ်ပါလားရေရဲမျောလာတဲ့တစ်တုံးဆယ်လိုက်ရတာမှထင်းခွဲပြီးတော့ဆိုင်လို့ရလေဦးမီကြည်သာကျေးဇူးမသိတတ်တဲ့အသက်ရှိတဲ့လူသားကိုဆယ်မိလို့အခုငါကိုအန္တရာယ်ပြုပြီးငါရငယ်မှတ်ထင်လို့သူ့တိုင်းပြေကိုဝင်ခဲ့ပါဒီကိစ္စတွေငါအပြစ်ကြီးပါလားသူ့ကိုယ်သူအပြစ်တင်ကာထောင်ရေထဲမှာမျောလာတဲ့ထင်းတုံးကိုနိလီဝိတဆယ်ရင်းသည်သေရောမြတ်ပေးလိုက်အောင်မယ်ထင်းတုံးကိုဆယ်ရတာကမှမြတ်တဲ့ဒါကြောင့်တရားနာပိဋကရှေးလူကြီးများပြောထားတဲ့စကားမရှိဘူးလားပိဋကရှိဘူးလားပိဋကကြီးဘယ်လိုများရှိပါတယ်ခင်ဗျားဘယ်လိုများရှိတော့ဆိုမဖြေဘူးကဲတရားနာပိဋကဆိုးကြည့်စမ်းမြို့ဟိုရှိကပဲပညာရှင်တို့တွင်တွင်ဆိုထားမြတ်စကားကိုမသာမယူကဲစေသူပြည့်ကဲစေတဲ့သူ့အပြစ်လို့ဆိုတယ်မှန်လားပြိဿကြီးဆိုစမ်းမှာကဲစေသူပြည့်ငါသာဖြစ်ပေါ်အော်ရှင်းသူမများပြောထားတဲ့စကားကိုငါကြားပါလျက်ကနဲ့ငါကိုယ်တိုင်သွားပြီးတော့ဆယ်မိလို့ငါအပြစ်ပါပဲလားရသေးကြီးကဘာတော့လဲရှေ့ဆက်ပြီးတော့ဆိုလိုက်သမ်းမစနစ်အစုံအလုံးစုံကိုကိုယ်လုံးပြေဝ
ပြောဆိုရလျင်ရေကြနေဆုံးတော့တစ်တုံးကိုနှလုံးစိတ်ရွှင်ဆဲယူငင်ကမြတ်ပါလှဤဘာလာလူသာကဲတင်ညာကအမှားပြည့်မြင်ကျေးဇူးရှင်ကိုကျင့်လျင်သူဆိုအယူချွတ်၍ဟိုပြေးတာနည်းနည်းလေးကြုတ်ပြောမရစီဟိုတိုးတိုးဆိုကြနော်မဟုတ်ဘူးကျုပ်ကလန့်သွားမှာစိုးလို့ဒါဩဇာကိုင်းအောင်လည်းပြောပါသေးတာလေဘာတဲ့ဆိုလိုက်စမ်းမအမှားပြည့်မြင်ကျေးဇူးရှင်ကိုကျင့်လျင်သူဆိုအယူချွတ်၍မလို့တဖန်ရန်တုံးပြန်သည်ခံရငါဖြစ်ငါအပြစ်ပါရကငါအပြစ်ပဲဆဲရဲငါအပြစ်ပါပဲလို့ပါတယ်ဆိုရဲဆမ်းမှာကျေးဇူးရှိမှကျေးဇူးရသည်လောကစကားအမှန်ပါရကပေးသားကြီးကျေးဇူးရှိမှကျေးဇူးဆိုတဲ့စကားကြားဘူးတယ်မဟုတ်လားအခုယသိကြီးကဒီဒုဋ္ဌကုမာရမင်းရဲ့အပေါ်မှာကျေးဇူးမရှိဘူးလားအခုကျေးပြန်စွတ်နေတာတွေ့ပလားပြိဿယခုလိုဆွဲပြီးတော့ထောင်းကြထူကြရိုက်ကြနှက်ကြသဖြင့်ဘာမှလည်းများမပြောဘူးကာထာနိဝိတံသေယောနာတွေ့ဝေကိစီယောနရောလို့ဒါလေးပဲတဖွဝဆိုပြီးတော့ကြည်စမ်းမရေထဲမြော်လာတဲ့ထင်းတုံးကိုငါဆင်ရတာကမှမြတ်လေဦးမယ်ကျေးဇူးမရှိတဲ့လူပါလာကိုဆယ်ရခြင်းသည်မမြတ်ပါတကားလို့ဒီစကားထက်ခါဆိုတော့ပညာရှိတဲ့ယောက်ျားတစ်ယောက်ကဟာရသေးကြီးဆိုတဲ့စကားဆန်းတယ်မှန်လားပါဗျာမှန်လားပါဗျာရှင်ရသေးကြီးအရှင်ရသေးကြီးပြီဖယားတပည့်တော်တို့ဤရှင်ဘုရင်ကြီးအပေါ်၌ကျေးဇူးတရားများပြုဘူးပါသလားဖယားလို့အဲ့ဒါလို့မေးလျှောက်တော့မှဟဲ့တကားငါမှန်တဲ့တိုင်းပြောမကွက်ငါဒီခင်ငါမြေကန်းစားမှာသင်္ကန်းကျောင်းတဲ့သတင်းသုံးနေစဉ်ရေထဲမျောလာတဲ့တစ်တုံးကြီးငါသွားဆယ်တဲ့ကွက်အဲ့ဒီတစ်တုံးကိုယူပြီးတော့တစ်တုံးပေါ်ကပန်းလာတဲ့လူသားကိုငါဖယ်ထားလိုက်ရင်တလောက်အန္တရာယ်များမယ်မဟုတ်ဘူးအခုတော့တစ်တုံးကိုဖယ်ထားပြီးတော့လူသားကိုတနာလို့ကယ်လိုက်တာနဲ့အခုငါကျေးဇူးတွေရှိလို့ငါပြန်ပြီးတော့ကျေးဇူးတာပဲလူသားဖြစ်တော့သူကကျေးဇူးပေးမယ်လို့ကွယ်တရိษံတွေကတော့ငါကိုကျေးဇူးမစွကြပါဘူးတိုက်ပြေအုပ်ချုပ်ဘရင်ဖြစ်ခါမှငါကိုကျေးဇူးဆက်မဲ့ဆိုပြီးတော့ကျေးဇူးမဆက်ဖဲနဲ့ငါကိုကျေးဇူးတာပဲသူ့မိဘများမွေးတဲ့အသက်ဟာမရှိတော့ပါဘူးကွယ်ငါမွေးတဲ့အသက်သာရှိပါတယ်သူ့ကိုငါကဲတင်ပြီးတော့အသက်ရှင်အောင်ပြုစုလိုက်ပါတော့ကွယ်အခုတော်ဒီကျေးဇူးတွေငါကိုဆက်တော်တာပဲဒီကျေးဇူးတွေငါကိုပြန်ပြီးတော့စွတ်တော်တာပဲလို့ရသေးကြီးကတရားနာပိဋကတချို့နေရာတွေကဖူလို့ပိတ်လို့ပါဇက်ထဲကသွေးတွေထွက်လို့သင်္ကန်းကလည်းတရားနာပိဋကအဝန်းကြီးစွာမရှိတော့ပါဘူးဟိုနေရာချီဒီနေရာတုံနဲ့ဒီလိုဒုက္ခရောက်ပြီးတော့နေရာမှာပြောလိုက်တော့ပြီးပြီကြားပြီပညာရှိယောက်ျားကတဲလုံးမာတဲ့မင်းစိုးကြည်စမ်းကျေးဇူးရှင်ကိုကျေးဇူးပြီးတော့တင်းတီလို့လုပ်ရမလားဟေးဒုတ်တွေခိုင်ရဒါတွေခိုင်ရဒီတိုက်ထားလို့မဖြစ်ဘူးဟေးโอเคရယူဘာတလုံးထိအောင်သူတော်ကောင်းကိုရေထဲကကဲတင်တဲ့ကိစ္စယခုလို့နှိမ့်ဆက်ရမလားလို့ဆိုပြီးတိုင်းသူပြည်သားတွေကဒုတ်တွေခဲတွေနဲ့တရားနာပိဋကထားတွေလှမ်းနေအကုန်ယူပြီးတော့ဘာပြောကောင်းမလဲဘယင်ကိုဝိုင်းရိုက်တာမချိမဆောင်သေးရပြေးတာဘယင်ပဲလို့သေးတော့
မရှိမစားကျေးဇူးရှင်ကိုကျေးဇူးတော့သေရောအဲ့တလို့လဲသေပြီးရောဟောတရားနာပြိဿငါတို့ရဲ့ဖယားအလောင်းတော်ကြီးကိုဆင်းပြူတော်ပေါ်မှာတင်ပြီးတော့အဘိတ်သိက်သွန်းလောင်း၍တိုင်းပြည်အုပ်ချုပ်ဘယင်လုံရန်လျောက်ထားကြသည်ရသေးကြီးပါဖြစ်သွားတယ်ရှင်မရင်ဖြစ်မသွားဘူးလားပြိဿကြီးဒါကြောင့်ဓမ္မတရားနာပြိဿခင်မွန်းကြီး10ပါးမှာပြစ်မှားရင်လေအဲ့ဒါလို့လက်ငင်းဒိဋ္ဌမကောင်းကျိုးခံစားရပါတယ်တရားနာပြိဿကဲခင်မွန်းကြီး10ပါးတော့ကျုပ်နည်းနည်းလေးပြောပြရအောင်ဘုရားပြစ္ဆေကဗုဒ္ဓသာသာဝကဧကသာဝကမာတာပိတုဂုရုတထဒါယကဓမ္မဒေသနာလို့ခင်မွန်းကြီး10ပါးဟောသဖြင့်ဒါလေးတော့ခမရတို့သိတတ်တဲ့လက်ချိုးပြီဆိုစမ်းမျိုးမြတ်စွာဘုရားပြစ္ဆေကဗုဒ္ဓနှစ်ချောင်းရှိပြီနော်ယဟန္တာဧကသာဝကအမိအဖဆရာအဖန်တလဲလဲဆုံးမတတ်တဲ့ဆရာပစ္စည်းပေကံလှူဒါန်းသောဒါယကတရားဟောတတ်သောဓမ္မကတိကဘယ်နှချောင်းနော်10ချောင်းရော့နေဦးမယ်နော်ကြိုက်ပြဆိုစမ်းမှာသမ္မာသမ္ဗုဒ္ဓဖယားပြစ္ဆေကဗုဒ္ဓဖယားယဟန္တာဧကသာဝကဟိုဧကသာဝကဆိုတာရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့လူပေါ့သဘောပေါက်ရလားပြိဿကြိုက်ဆိုလိုက်ဧကသာဝကအမိအဖဆရာအဖန်တလဲလဲဆုံးမတတ်သောဆရာပစ္စည်းပေကံလှူဒါန်းသောဒါယကတရားဟောပြောသောဓမ္မကတိကဘယ်နှပါတော့အဲ့ဒီ10ပါးစီတရားနာပိဋကရေခင်မွန်းကြီး10ပါးတဲ့မပြစ်မှားတတ်တဲ့ပုဂ္ဂိုလ်10ပါးလို့မှတ်သွားကြအဲ့ဒီမပြစ်မှားတတ်တဲ့ပုဂ္ဂိုလ်ထဲမှာဖယားမဟုတ်ပြစ္ဆေကဗုဒ္ဓမဟုတ်ယဟန္တာမဟုတ်အမိအဖဆရာမဟုတ်တော့လေတရားနာပိဋကဒီနေရာမှာရသေးကြီးသည်သူတို့ကိုအသက်ဘေးမှာကဲတင်၍အသီးတွေဟိုအနှံ့နေမကြွေးခဲ့ဘူးလားပိဋကရသေးကြီးသည်တစ်သီးဝလနဲ့သူရှာထားတာတွေမကြွေးခဲ့ဘူးလားပိဋကမီးဖို့ပြီးတော့ကိုချမ်းသာအေးတာပြောက်အောင်မီးမလုံစေခဲ့ဘူးလားပိဋကဒါဖြင့်သူသည်ပစ္စည်းပေကံလှူဒန်းတတ်တဲ့ဒါယကမဖြစ်ဘူးလားပိဋကခင်မွန်းကြီး10ပါးထဲမှာဒီရသေးကြီးမပါဝင်ဘူးလားပိဋကအဲ့ဒီလိုခင်မွန်းကြီး10ပါးအပါဝင်ဖြစ်တဲ့ရသေးကြီးကိုစော်ကားတဲ့တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ကြီးကျေးဇူးရှိမှကျေးဇူးသဖြင့်အခုတိုင်းသူပြည်သားနှိပ်စက်တဲ့ဓာတ်နဲ့တရားနာပိဋကအသက်မဆုံးဘူးလားအခုရသေးကြီးပါဖြစ်သွားတယ်ရသေးကြီးရှင်မရင်ဖြစ်သွားပြီရသေးကြီးဒီရှင်ရသေးကြီးရှင်မရင်ဖြစ်တော့ကရုံးကြီးနဲ့မအောင်မိနဲ့ရသေးကဆံမင်ကရှိပြီးသားရသေးကဆံမင်ရိတ်တာမဟုတ်ဘူးကျွတ်တော့ဘုန်းကြီးရှင်မရင်ဖြစ်ကရုံးကြီးနဲ့ဟိုကအုပ်ရမလို့တရားစိုးရမလို့လွယ်မှာမဟုတ်ဘူးရသေးဆိုတော့ဆံမင်ရရှိပြီးသားကျက်ကရသေးကကရုံးလားဆံမင်နဲ့လားကဲဆံမင်နဲ့သူ့အနေနဲ့သူတဲ့လို့ဒီလိုတဲ့တော့ရသေးကြီးရှင်မရင်ဖြစ်ပြီးတော့တရားနာပိဋကကြီးတရားသဖြင့်အုပ်ချုပ်၍ဒီဘဝကစုပြီးတည်သောခါလာရသူကတိသို့လာကပေါ့လာယုံနဲ့မကဘူးခုနကပြောခဲ့တဲ့မွေတွေကြွက်တွေကျွတ်တို့ကျေးသားတွေကိုလည်းနန်းတော်မှာခေါ်ထားပါတယ်ဘယ်မှာခေါ်ထားတော့ရိသဘယင်လည်းဖြစ်ရသွားခေါ်တာပေါ့လေဂရေ40ပစ္စည်းတွေအကုန်သွားတိုက်ကြွက်လည်းခေါ်လာမွေလည်းခေါ်လာကျေးသားလည်းခေါ်လာခေါ်ဦးမှဖြစ်မှာသူတို့လည်းထားပြခဲ့လို့ဖြစ်တာမှမဟုတ်ပဲနဲ့ကျေးသားမွေတွေကြွက်တွေကျေးသားတွေခေါ်မလာဘူးလားခေါ်လာပြီးတော့မွေဘူပါနဲ့ထားတော့ဆိုတော့ရွှေကြည်တောင်းနဲ့မွေရခေတာမဟုတ်ဘူးမကြွက်ကိုဘာနဲ့ထားတော့ဆိုတော့ရွှေရိုင်းနဲ့ကျေးသားလေးဘာနဲ့ထားတော့ဆိုတော့အဲ့ဒီရွှေတွေကိုတရားနာပိဋကအခိုင်အခက်တွေလုံးပြီးတော့သူကဟိုတုန်းကကျွတ်တို့လက်ပံမင်းကြီးနေခဲ့ရတယ်အခုတော့ရွှေပင်ကြီးပေါ့ဗျာကျေးသားလေးကဘာပင်ကြီးနေရဒီတဲ့ပေါက်တွေကိုလေကျွတ်တို့ဟိုပြားတကားတွေလောင်းပြီးအချိုတွေလောင်းပြီးတော့ပေါက်တွေကိုကျွေးတယ်ကျေးသားနဲ့အဲ့ဒီကျွတ်တို့ကြွက်ကို
မွေတော့ဘာကျွေးပါလဲအဲ့လေကျေးသားနဲ့မွေကိုကျွေးတာဟိုကြွက်ကြတော့တရားနာပိဋကဆန်ကျွေးတာပိဋကကြွက်ကြတော့ရှင်မယင်ကဘာကျွေးကြွက်ကဆန်ကြိုက်တယ်ဆန်ရည်တွေပါဒီယူဆိုင်ကြွက်ကဆန်ရိုက်တယ်တရားနာပိဋကဟိုကြွက်ကပြင်ဟန်ကြတာဂရေ40နဲ့အစင်းကိုပြေလို့ဟန်ကြဘူးလားပိဋကဟိုကြွက်ကဟန်ကြတာခုခေကျွတ်ကြွက်တွေပြင်ဟိုဟာဖောက်တရားဖောက်နဲ့တော့ကြပြလူတွေလူထားတဲ့ခေါင်းတွေကြိုက်လို့ကြိုက်အာသင်္ကန်းတွေကြိုက်လို့ကြိုက်တီထက်ကြွက်လည်းသိမပြောရဲဘူး तू ကပြောလေဆဲလေကြိုက်လို့ဆိုပဲဒီတော့ဟာကျွတ်တော့ဘက်ကကိုရင်ကြီးတစ်ပါးကကြွက်ကတဲ့ဆဲလို့ရှိရင်ပိုကြိုက်တယ်ဆိုတော့ तू ကအမီးပါတဲ့ကောင်ရိတ်မရောဟာငါမပို့ဟတ်တယ်အမီးပါတဲ့ကောင်လည်းပြောရဲပို့ဟတ်တယ်အမိပါတဲ့ကောင်ဆိုတော့ကြွက်ပြောတာတော့တဲ့နေပြီတရားနာပြေးတာကြိုက်မှဆိုရင်ပို့ဟလွှဲချနာတော့တရားနာပြေးသားရေကြွက်များသည်ဂရေမှုသိကောတဲ့ဝနေမကတော်တဲ့အိမ်ကိုဖြတ်တာကြွက်တောကိုဖြတ်တာမြောက်နော်ခင်ဗျားတို့ကျွတ်တို့အိမ်လေးမှာအတော်ဖြတ်စည်းပါအခုကြွက်တွေပြင်ဟိုဟာဖြတ်ဒီဟာကြိုက်နေဟိုတုန်းကကြွက်ကြီးကတော့ဟန်ကြရတာတရားနာပြေးသားပြေးသားအဲ့ဒီကြွက်မျိုးများမလိုချင်ဘူးလားမလို့ချင်းနေလေးတာပေးမလို့ပြောနေတာဘယ်အဲ့ဒီကြွမျိုးများလိုချင်ဘူးလားဟောလိုချင်တယ်နော်ဘာမှလိုချင်တာမဟုတ်ဂရေ40ဆိုလို့အဲ့ဒီမွေမျိုးများမလိုချင်ဘူးလားပြိဿဒီမှာပြိဿအဲ့ဒီခြေသားမျိုးများမလိုချင်ဘူးလားလိုချင်မှာပေါ့တလေးဆံပြောတာကိုခင်ဗျားတို့ပဲလုံကြီးတွေစားတော့မှာတလေးဆန်ဆိုတော့ဟန်ကြပညာတလေးဆန်ဆိုတာဆန်ထဲမှာအတော်ကောင်းဒါဝိတရားနာပြည့်တဲ့ကျွတ်တို့တော့ဆင်းရဲစရာပါသလားမသိပါဘူးဆန်ကောင်းကိုစားလို့မရခင်ဗျားတို့အောက်ပြေရောက်လာရင်ကျွတ်တို့ဘိုက်တွေဖောက်ပြန်လာခင်ဗျားတို့ရှိကဆန်နေရအစည်းတွေကျွတ်တို့ကကပိုင်းဆန်တောင်တိတ်ပန်းဆန်ကျွတ်တို့ဘက်ကဆန်ကိုခမ်းမှစားတာဒီကြဆန်စည်းတွေနဲ့တွေ့ရောဆန်စည်းတွေနဲ့တွေ့တော့စားကောင်းကောင်းနဲ့ကောင်းမှာဆိုတွန်းစားအစားမချေဘူးနည်းနည်းစားလည်းမဝဘူးညကြစားရောဟန်မကြိုက်တဲ့ဆန်တွေခင်ဗျားတို့တော့စားနေကြမို့အဆင်ပြေတာပေါ့ကျွတ်တို့ကြစားနေကြမဟုတ်လို့အဆင်မပြေဘူးဒါကြောင့်တရားနာပြေသာကျုပ်လည်းပဲငငယ်တုန်းကတော့ဖြင့်အစားတော့နဲလို့ပိန်တုန်းကတရားဟောကောင်းပါတယ်ခုတော့ဝါလာတော့တရားကဟောလို့သိမကောင်းဘူးဝါတော့ဘယ်ကောင်းမလဲပြေသာအနေထိုင်အထိုင်ထသွားလာအတံမေတိကြစ်ပြီးတော့ထွက်နေရဟမ်းမကြဘူးဝါတာလည်းမပြောနဲ့ပါဇက်များကလည်းလိုက်ကန်းစိုးမသိဘူးဆန်သေးကြီးပါဆိုငါတိကြရတာလွန်ပဲစားလို့ရတယ်ကောင်းတဲ့တရားနာပြေသာဒါကြောင့်ပင်မန်းလေစားလို့ကောင်းလေအေးရေးပြက်လေကျုပ်ကအစားမပြက်ဘူးဒါကြောင့်ဒီဓာန်တွေကိုခံနိုင်ပါတယ်ဗျာဒါကြောင့်တရားနာပြေတာဒီကနေ့တော့ဖြင့်အစနေလဲဖြစ်ပြန်နားရက်ကလည်းတရက်မှမရှိပါသဖြင့်မနေ့ညကနာရီပြန်နှစ်ချက်ထိအောင်ဟောထားတဲ့ကိစ္စကြောင့်အတန်ကလည်းကြားတဲ့အတိုင်းမနေ့ဖြင့်ကအာမွေးပြီးတော့တဖြည်းဖြည်းနဲ့နောက်ဆုံးညကြတော့အကောင်းဆုံးတတ်ထုတ်ဟောပါပေါ့ဗျာဒါကျုပ်ရဲ့ဟောနေကြထုံးစံအတိုင်းပေါ့ဒါကြောင့်ဒီကနေ့တရားကတော့ဖြင့်ပရိသတ်ကြီးသဘောပေါက်သွားပါလားဗါတဲ့တရားနာမယ်ကဟောကြဲကြဲလေးပြောကြတာမှလူတွေအများကြီးကျေးဇူးရှိပါကျေးဇူးရဒီလိုလှုပ်ဆမ်းမှာအမလီကျုပ်တောင်အတန်ဝင်းနေတာအော်လို့ထွက်သေးတယ်ကံပြေးသားကြီးဒီနေ့တရားကပါတယ်တော့အေးဒါဒီလိုလှုပ်ကြစမ်းပါတရားနာပြေးသားဒီကနေ့ကျွတ်တို့တော်လှန်ရေးနေ့ဆိုတော့လေခမရတို့ကမဆိုလို့မငိုလို့ကြိုက်ချင်မှကြိုက်မှမကြိုက်ပေသည်ကျုပ်ကတော်လှန်ရေးနေ့မှာဥအောင်ဆန်းကြီးသွားသတိရဥအောင်ဆန်းတို့နဲ့ပတ်သက်ပြီးတော့မြန်မာပြည်လွတ်လပ်ရေးယူပေးခဲ့တဲ့လွတ်လပ်ရေးဖခင်တို့ကြဆုံးတဲ့သချင်းလေးတော့နည်းနည်းလောက်များဆိုလိုက်ရင်အတော်ဆင်ပြေမဲ့နေ့နဲ့တူတယ်ရလားပေးလာချင်းပြေလောက်ပဲဘူးလားခမရတို့ပြေပါတယ်ဆိုမှတော့ကျုပ်ကနည်းနည်းပြေကြည့်လိုက်ကြအောင်လို့ပါတယ်ဒုက္ခကျုပ်ဒုက္ခဖြစ်ခဲ့ပုံပြောမလို့ကျုပ်ဝါသနာကြောင့်ဒုက္ခဖြစ်ခဲ့တဲ့အကြောင်းကျန်ဒီကမှလေမောင်ကမယ်ဒလင်လေးနဲ့ကြောင်းလာပြီးကျုပ်ကလည်းသူလာမှစီးနဲ့ဝါနဲ့တွေ့တာသူကမယ်ဒလင်လေးယူလာကျုပ်ကစီးနဲ့ဝါနဲ့ဒီသူကမယ်ဒလင်တီးတချင်းဆိုသူကတချင်းဆိုကောင်းတယ်အဲ့ဒီနိုင်ငံတော်ခေါင်းဆောင်ကြီးများကြဆုံးတဲ့တချင်းနည်းနည်းလေးပြောပြရအောင်အတန်ကတော့ကတ်နေသီးခန္ဓာကြအဲ့လေသီးခန္ဓာထောင်ကြတချင်းနာလို့ပဲဖြစ်မလို့ဗါတဲ့ဆ
စစ်ကြီးဆိုလားစစ်လေးဆိုလားဗမာပြည်လွတ်လာရဲ့ကိုအောင်မောင်းကိုင်ကအခါကကြံရွယ်ဖြစ်ရတဲ့ကံကြမ္မာရဲ့ရဲဘော်အောင်ဆောင်ပါတယ်တော့မျိုးရဲပါဆိုပါဇာကြီးတွေပိတ်အားရပါရတလုံးလောက်တော့ဆိုလိုက်စမ်းပါဗမာပြည်လွတ်လာရဲ့ကိုအောင်မောင်းကိုင်ကအခါကကြံရွယ်ဖြစ်ရတဲ့ကံကြမ္မာရဲ့ရဲဘော်အောင်ဆောင်အညပညာလုံးတယ်နော်ပြည့်တစားမိတ်ဆာသလို့ညာတမကနာပဲပြုတ်ရလေတော့ငေါကဲဟာကိုလျှောက်ရဲမနေနဲ့ဘူးပြောင်းသွားရတယ်ဇာတတစိတ်မွေးလို့ပြုရှာကြတယ်လူပါလားရဲ့တဘိုးကြရင်တဘိုးတက်မယ်အောင်မန်းကိုဆုခူးမယ်ဗမာရဲ့မန္တိုင်းရင်ရိုင်းနွမ်းပေါ်ကွယ်ညီညာကြစီကွယ်ဗမာလူလူရဲ့တရားနဲ့ညီစွာဗမာမှရင်သွေးနဲ့လဲရနေုံရေးသားကြီးကျွတ်တို့ဒီတစ်ခေါက်ကြောင်မြောင်းမှဒီလုံးတိုက်ပြီးရင်နောက်တစ်ခေါက်ယုံဆောင်မှဖြစ်မှာဟာတယောက်တခြားနဲ့ဆိုလဲဘူးရမှာပြီးတော့ဗါတဲ့တိုင်းသားပြည်သူလူလူအများရဲ့မချိစရာဖန်လာပြန်နေအမိမဲ့သားရင်နဲ့ငါလို့ခုခုရောက်မဲ့ကြုံလာပြန်တော့တဲ့တိုင်းသားပြည်သူလူလူအများရဲ့မချိစရာဖန်လာပြန်နေအမိမဲ့သားရင်နဲ့ငါလို့ခုခုရောက်မဲ့ကြုံလာပြန်တော့အိုးအိုးအိုးမကြီးရတာကျိုးရှက်တယ်ခင်ဗျာဒီချာနားထောင်ပါအောင်ပါပေါ့နေဦးပါတဲ့အိုး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 အတော်ဆိုးတဲ့ကံသချင်းဆိုမှထွက်လာသုံးသုံးအဖြစ်ကတ်တက်နဲ့အော်ကျုပ်ဓာတ်စာကလည်းတစ်မျိုးပဲပြိတ္တာကြားလားပါတယ်အိုးအိုးအိုးဒီလိုဆိုရမှာနော်ဖေကြီးတို့အိုးသုံးလုံးရေးထားတာအိုးအိုးအိုးဆိုပဲစီးကြိုက်ဒီလိုဆိုရမှာမြို့နားထောင်ကြည့်အိုးအိုးအိုးကြည်မြည်တသွဲသွဲစီမနိုင်တန်ဟာမရတဲ့နင်တို့မိစ္ဆာလက်ချက်ဦးလို့ဦးမြနဲ့ဆရာချိုးရဲ့ဆရာရာဇက်နဲ့မန်ပါခိုင်တို့ရေမရဏလငိုမြောင်းမြေရရှာတဲ့ညီနောင်နှစ်သွဲမမျော်လို့ရဲ့ဇာတာတခွင်ဆန်းကျင်လာတဲ့မလျှော့ရနဲ့ဗမာတို့ရဲ့နောင်တဘူကြရင်လက်တွေ့ပြရာမလီအာရပါရရှိတာနော်ကဲဒါကြောင့်တရားနာပရိသတ်ရေဝါဒနာနဲ့ဒီလိုလေးဆိုတော့ဟဲနာနိုင်ပေမဲ့ဟိုခတ်စင်းစင်းကြီးခေါ်သွားရင်တော့ဖြင့်ပြင်းမှသိကြတယ်မှန်လားပရိသတ်ကြီးအဲ့ဒီဝါဒနာကြောင့်မောင်မြတ်မောင်ရှိရဒီသချင်းလေးအာရပါရဆိုပြီးလာလိုက်တာတောင်ပြုံးပွဲတဲ့မြတ်မောင်ကဘာဖြစ်တယ်မသိဘူးကျိုးဆွဲချသေးရောပြုတချင်းဆိုပဲမြတ်မောင်သေးတော့မနေနိုင်လို့သွားကြည့်မျက်လုံးညပြူလို့ရှာကြီးကထွက်လက်ဘင်းကတောင်လောက်ရှိနေအဲ့ဒါကျုပ်သွားကြည့်ကြောက်နဲ့ပြန်လာအကြောင်းတစ်ပါးတည်းဓာမီလည်းမပါဘူးခါကြနတ်သမီးမိချစ်လေးညှက်လို့ဒီထဲကြောက်နဲ့မြတ်မောင်နဲ့ငါနဲ့တချင်းဆိုပဲလိုက်မြန်လာမလားစိတ်ထဲကြောက်မသားတွေစောင်းငယ်လှပါပြီဘုန်းကြီးပြန်နေစောင်းငယ်လှပါပြီတစ်စေမကြောက်ခဲ့ဘူးသူ့သွားကြည့်တော့မျက်စိထဲမြင်ပြီးတော့ကြောက်နေကြောင်းကြဒီထဲတိုက်တကားဖွင့်ပြီးတော့ကျုပ်တစ်ပါးထဲဝင်လိုက်တယ်မှောင်နဲ့မဲမြတ်မောင်မကြောက်ရတဲ့ထဲဝင်ငါရှိသေးဝုန်းနဲ့ခုန်ထားဟာတန်တော့မြတ်မောင်လိုက်လာပြီ
မြန်မောင်လိုက်လာပြီဆိုပြီးကြောက်လို့တရားနာပရိသတ်ရေပြင်မဲ့ပြန်ထွက်ပြန်လှမ်းဆွဲလိုက်မှမသိနောက်မီးချစ်ကလေးထုတ်ပြီးမီးချစ်ဆန်ကလေးယူပြီးချစ်မလို့လဲရွယ်လိုက်ရောမြောင်းကြောင်များဘယ်ချိန်ကဝင်ပြီးကြောင်ရင်မောခုံချမှမသိစိတ်ပေါက်ပေါက်ရှိတာနဲ့သေနာကောင်ကြောင်ဆိုပြီးကျုပ်ရိုက်ထုတ်ဒါကြောင့်တရားနာပရိသတ်ဝါဒနာကြောင့်လည်းကျုပ်အဲ့ဒါလိုဒုက္ခရောက်ခဲ့ဘူးပါတယ်ဒီထက်ဒီဝါဒနာနဲ့ပတ်သက်ပြီးတော့ဆိုလန်းကိုလာလုပ်ပြီးမြင်းညာမှာကျုံမျိုးတော်သိမ်းအောင်တို့နဲ့တရားနာပိသမျက်နှာချင်းဆိုင်ဝင်ဘိုးတို့နဲ့မျက်နှာချင်းဆိုင်ဟောပြီးတဲ့နောက်တစ်ခေါက်ရောက်တော့ရိုးရိုးလေးခေါ်တော့မြင်းညာပိသကပြန်တယ်ကျန်ဒီကန်ဆရာတော်အရင်တစ်ခေါက်လောက်မကောင်းဘူးတဲ့ပါပြီလို့တော့ဆိုတော့တရား6တယ်တရားရေဆိုးဟောရမယ်တိုင်းမကောင်းဘူးပြောရင်ပေါ့ကျုပ်ကမင်းသားတွေနဲ့အပြိုင်ဆိုတော့တွန်းអော်တာမင်းသားတွေနဲ့အပြိုင်អော်တော့သူတို့ကអော်တာကြိုက်နေអော်တာကြိုက်တော့ကျုပ်ကမអော်ဘူးမអော်တော့ပြန်တော့မှဂိုင်းတလောက်ရှိလှကွာဆိုပြီးကျုပ်ဝါဒနာပါတဲ့အကြောင်းပြောပြီးတော့သူတို့မြင်းကြံမြို့ကမင်းသားတတ်တာယုံအောင်ကျော်ခင်ရဲ့အတန်ကျုပ်သဘောကျလို့ဆိုပြီးကောက်ဆိုပြလိုက်အောင်တတော်ထင်းနေကောက်អွန်လိုက်ဟေးကောင်တခုမអော်တာဟာပြန်တဲ့လူတွေပြန်လှဲဆောင်းညပလျာခေါင်းတဆူထီကိုလာကျွန်တော်မျိုးတောင်သူကြီးပါဖယားဘာရင်နိုင်ငံကိုအပိုင်ကျမ်းပြီဟုငါကြိုင်တိတရခန်းဆိုတာဖာတိတရခန်းဆိုတာဖာလို့ကောက်អော်လိုက်တယ်ဟေးကောင်တွေတို့မြင်းညာမင်းသားလို့လည်းရတယ်လားဟာကင်ပြန်ပြည့်တယ်ပရိသတ်ရဲ့ဒါကြောင့်ကျုပ်ဆိုတာအော်ဒါလေးတွေကိုခမည်းတော်ခွင့်လွှတ်နိုင်ကြတာပေါ့ဒီချိန်ကြီးထီအောင်အတော်အသင်းအငိမ့်ဆိုလည်းပြန်ပြေးပြီဇက်ပွဲလည်းနေခြင်းမနေမှာအခုခမည်းတော်တရားပွဲဒူးတုတ်ကွေးပြီးတော့တရားနာရတယ်ပွဲလန်းသဘင်ဆိုခြေဆင်းကြည့်လို့ရတယ်မတ်တရကြည့်လို့ရတယ်ဈေးအပြင်းမဲ့ယခုချေဘယ်လိုပင်ကအနေနဲ့ကိုထွက်ချင်လို့ရတယ်တရားပွဲကြလှုပ်လို့ကိုမရဘူးထွက်လို့ကိုမရဘူးဒါကြောင့်ဒူးကွေးပြီးတော့နာရပါသဖြင့်ခမည်းတော်လည်းနေဘူးကြီးတဲ့နေပူထားတဲ့နေရာဒူးကွေးနာကြတယ်ကျုပ်ကတော့စင်မောမှုကိစ္စမရှိဘူး။ကိုင်12နာရီကထိုးချိန်နီးပါပြီဒီနေ့တော့တရားနာပိဋကကျေးဇူးရှိမှကျေးစွရဆိုတဲ့ဇလန်းကလည်းနှိဋ္ဌိတန်လို့ဥပရိသနည်းနည်းလေးမှတ်စမ်းပါပြု။ကိုင်ဆိုသားနောက်ကတော့ကြဟိုမိမလျှော့နဲ့ရိုးဖြစ်သွားမှာဆိုကြည့်စမ်းပြုဒုဋ္ဌကုမာရမင်းသားကဒေဝရအလောင်းမွေကရှင်သာရိပုတ္တရာအလောင်းကျွက်ကရှင်မောဂလန်အလောင်းကျေးသာကရှင်အာနန္ဒအလောင်းရသေးကြီးကဖယားအလောင်းဇပ်ပေါင်းတာသိပလားပြုရသေးကြီးကဘယ်သူပါလိဒုဋ္ဌကုမာရမင်းသားကမွေကအေးကြပုတ်တွေလွဲကုန်တော့မယ်ကြည့်လို့ကြအောင်ရှင်သာရိပုတ္တရာကကျုပ်ကပြောင်းပြန်ဖြစ်သွားတော့ခင်ဗျားတို့ကပြန်ပြောင်းတော့တာပေါ့ပရိသတ်ကြီးမွေကရှင်သာရိပုတ္တရာကျွက်ကရှင်မောဂလန်ကျေးသားကရှင်အာနန္ဒာမှတ်မိသွားပါလားပြုကဲဒါကြောင့်ဆိုကြစမ်းနောက်ကအာလုံးတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအာလုံးရနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအာလုံးကိုရနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေကဲအိမ်ပြန်ဖို့ကြပါစို့အတ္တဂေဟေပြောသမျှဟောသမျှတွေကသဘောမကြပင်အပြစ်တွေကလည်းရင်ခြေအိမ်နဲ့ဖုံမုံစိတ်တွေပြစ်ပြသေးသည်သောမိမိတို့အင်္ဂယာဌာနသို့နိဝတ္တတုသိခရဲသာပြန်ကြပေတော့နိဝတ္တတုမေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်းစီရောခြေတရာဆွေကလျုံပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေ
ပြန်ပါလေတော့ပြန်ကြစေကုန်သတည်း